ဖယားဆိုတော့ကြိုက်သီးရိုးဖယားမှတ်နေတဲ့လူတွေဟုတ်ကွာဟင်တော့ပါလားနေဖယားဖူးဘူးလားဘယ်နဲ့တော့ဖူးလားဖယားဆိုတာကြိုက်သီးရိုးပြောတာလားရွှေတကုံပြောတာလားမန္တလေးမဟာမြတ်မုနိဒါမို့ဆက်ဆုံးစင်းသွားရှင်ကိုရှင်ရှိတယ်အောက်မှာဟင်ဖယားဆိုတာပါတယ်ဟင်ဖျားဆိုတာအဆုံးမရှိရနေတောင်းအောင်မြောက်အောင်မနေနဲ့ဟင်အဆုံးမပေးတတ်တာကိုပါခေါ်တယ်ဖျားအဆုံးမနဲ့မတွေ့သေးရင်ဖျားနဲ့တွေ့ပြီလို့ပြောလို့နင်တို့ဖျားအဆုံးမတစ်ခုမှနှလုံးသားထဲမရှိရင်နင်တို့ဘယ်ဖျားမှမဖူးနိုင်သေးဘူးရှင်းလားသဘောပေါက်သလားအေးအဲ့တော့နင်တို့ကဖျားကိုဆင်းတုကွယ်ဆိုတော့အခုဒီမှာဆိုတော့ကြိုက်သီးရိုးဆိုတော့ကြောက်တုံးကွယ်တယ်ပြောရမှာပေါ့ဟင်ကြောက်တုံးကြီးထိုင်ကြတော့နေတာလားအဆုံးမကျေးဇူးကုံကိုကြတော့တာလားနားလေလားအဲ့တော့ကိုဖျားဖူးဘူးလားလို့မေးအောင်မလေးကြိုက်သီးရိုးဘယ်နှခေါက်ရှိပြီနီးနေတာဟုတ်ခုကားနဲ့တက်တော့မြန်တာပေါ့တချို့ကလာလိုက်သေးတယ်ဟိုးငယ်ငယ်တုန်းကတော့ကြားဘူးတယ်တို့ခြေချင်းတက်ခဲ့ရတဲ့ဒီဖျားကိုဒီကမောစခန်းကနေခြေတော်လေးပါလေးစေးဒီမှာတညအိပ်ပြီးတော့ငါတို့ခြေချင်းတက်ကြကြိုက်သီးရိုးဖျား၃ခေါက်ရောက်ရင်အပယ်မရောက်ဘူးတဲ့ဘယ်ကောင်ပြောတာလဲလို့ဟမ်အမေတတ်ထားတဲ့ကောင်၃ခေါက်တည်းမကဘူးခေါက်တရာတက်ဟမ်ဘာဖြစ်မလို့ဒဲအိုးပဲသွားမယ်ဘယ်မှမလွတ်ဘူးရှင်းလားသဘောပေါက်သလားအဲ့တော့ဖျားတွေ့ဖို့ဆိုတာဘာတွေ့မှတရားတွေ့မှယောဓမ္မံပတ္တိသောမံပတ္တိယောအကျင့်ပုဂ္ဂိုလ်သည်ဓမ္မံငါဖျားဟောကြားအပ်သောအဆုံးအမကိုပတ္တိတွေ့မှသာလျှင်တော့အဲ့ဒီတရားတွေ့မှမံငါဖျားကိုပတ္တိတွေ့သည်မြင်ဤတဲ့တရားမြင်မှဖျားမြင်မယ်တရားသိမှဖျားသိမယ်ရှင်းသလားအဲ့တော့မကောင်းတာလုပ်ရင်မကောင်းကျိုးပေးမယ်ကောင်းတာလုပ်ရင်ယုံသလားအဲ့ဒီယုံကြည်ချက်ခင်ဗျားတို့မှာအပိုင်ရှိရင်ခင်ဗျားတို့ယင်ထဲမှာဖျားပွင့်နေပြီဘယ်မှသွားမဖူးနဲ့ယင်ထဲမှာဖျားရောက်နေပြီရှင်းလားသဘောပေါက်သလားအဲ့တော့ယုံကြည်ချက်ကအရေးကြီးလားမကြီးဘူးလားကြီးတော့ယုံကြည်ချက်ရှိသူဆိုရင်မကောင်းမှုမှန်သမျှမလုပ်ရဘူးကောင်းမှုကုသိုလ်ကိုလုပ်ဖြစ်အောင်လုပ်ရမယ်ကုသလတံဥပတံပရာကုသလတကုသိုလ်ကောင်းမှုတို့ကိုယာဥပတံပရာအကျင့်ပြည့်စုံစေခြင်းသည်၎င်းကောင်းမှုကုသိုလ်ကိုဘာလုပ်ရမလဲပြည့်စုံအောင်လုပ်ရမယ်အဲ့တော့အဲ့ဒီလိုလုပ်တဲ့နေရာမှာအခုကျေတီယောကရင်ပေါင်းတို့ရင်နောက်လိုက်လို့မဖြစ်စေနဲ့နော်လူများတဲ့နေ့ဆိုသူတို့မျက်နှာပေါက်ကတစ်မျိုးနော်လူမရှိတဲ့နေ့ဆိုမျက်နှာပေါက်ကတစ်မျိုးနော်ငါတော့ပြောမှငါပင့်လို့ကတော့နောက်မပင့်နဲ့မကြရင်နော်ဟုတ်လား VIP လာရင်မျက်နှာတစ်မျိုးနော် VIP မဟုတ်ရင်မျက်နှာတစ်မျိုးနော်ပတ်စံတောင်းတာလည်းမတူဘူးမောင်းပုံမောင်းနီးလည်းမတူဘူးလူကိုလူလိုသဘောမထားဘူးဝေါ်ဆိုစောင်းတိုင်းဒုံဆိုကောက်ဆင်းလှုပ်ချင်သလိုလှုပ်နေကြတဲ့ဗယံပရာကောင်တွေနော်အဲ့ဒီကောင်တွေမှာယုံကြည်ချက်မရှိဘူးသတိထားနော်ကိုကားပေါ်ပါတဲ့လူပင်ပန်းပြီဆိုကြတဲ့ကုသိုလ်လားအကုသိုလ်လားငါ့ကိုဆုံးမခိုင်းလို့လားဆုံးမရတာနော်အဲ့တော့ဖလူခြင်းလဲတပြားမှမလူနဲ့ပြဿနာမရှိဘူးနော်တရားဟောဖို့လာတော့တရားနဲ့လျော်အောင်ဟောရမယ်ငါလည်းမကျေနပ်တတ်ကြပြီမင်းတို့သဘောပါလားမလေးသူတို့အကြီးကဲကိုပြောလိုက်သူမင်္ဂလာလာတယ်ဆိုတော့ပြာရကိုခတ်လို့တိတ်ကလေးမသိအောင်လာတော့လှုပ်ရှင်တယ်လို့လှုပ်ချပလိုက်တီးပြီးသားငါဒီမှာအချင်းချင်းလာတယ်ဖျားဖူးရတာလဲဥစဉ်ကကြိုက်thiếuစီတီတော်မြတ်ကြီးကြွတက်ပြီးတော့ဖူးမြောရတာအလွန်လဲစိတ်ထဲမှာကြည်နူးတယ်အဲ့တော့အားရဆိုရင်လည်းကိုယ်တပည့်သားမျိုးတွေနဲ့စိတ်အပန်းဖြည့်ရင်းနဲ့လာကြဒါပေမဲ့အဲ့လိုပေါ့နော်များသောအားဖြင့်ကြုံတွေ့နေရတာကကားပေါ်ပါလာတဲ့လူကိုသူကဝက်တင်ထားရင်တောင်နည်းနည်းညာအောင်မထင်တာပဲနော်အဲ့တော့အလုံးရင်မောင်းနဲ့ရင်နောက်လိုက်မိသားစုတွေကုသိုလ်ဖြစ်အောင်လုပ်ကြမလားအာကုသိုလ်ဖြစ်အောင်လုပ်ကြမလားအေးတကယ်တော့ဖျားဘူးပို့တယ်ဆိုတာကုသိုလ်လားအာကုသိုလ်လား